အားလုံးမင်္ဂလာပါကျွန်တော်ကတော့ 1G ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ Asbel event ရဲ့ free token အကြောင်းနဲ့ပြပြပေးသွားမှာပဲဖြစ်ပါတယ် Asbel event ကဗျာအော်တိုဘာလ3ရက်နေ့မှာကျွန်တော်အင်္ဂလိပ်နေ့မှာရောက်ရှိနေပြီ free token တွေက2ကြိမ်လာမှဖြစ်ပြီးတော့ကျွန်တော်တို့အော်တိုဘာ10ရက်နေ့နဲ့အော်တိုဘာ19ရက်နေ့ဆိုပြီးတော့2ကြိမ်လာမှပဲဖြစ်ပါတယ်လာတဲ့ကလည်းပုံမှန်လိုပဲ Diamond 150ဖြည့်သုံးမဲ့300မှာပဲဖြစ်ပါတယ်ဒီ Asbel event က Vizana နဲ့ Queen ဆိုပြီးတော့နှစ်ကောင်ထွက်ထားတယ်ဗျာပြီးတော့တခြား collector skin တွေလည်းပါအောင်မှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ဗဇာနာနဲ့ခွင်ပါပြီးတော့ collector ဆိုရင်ရီဆန်ရှင်းနဲ့ဖာသာဆိုပြီးတော့ပါပါတယ်တခြား lucky box တွေနဲ့တခြား normal average skin တွေလည်းအများကြီးပါသေးတာပဲဖြစ်ပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ daily draw 1 draw ဆိုရင် diamond 105နဲ့လဲရမှာဖြစ်ပြီးတော့ကျွန်တော်တို့10 draw ဆိုရင်တော့1050နဲ့လဲရမှာဖြစ်ပါတယ်daily discount 1 draw မှာ daily discount အမြဲတမ်း 50% ရှိရဆိုပေမဲ့10 draw မှာဆိုရင်တော့ daily discount ကတစ်ခါလေးရှိရဖြစ်ပါတယ်သူကတော့ကျွန်တော်တို့ skin တွေပါတွေကတော့ bingo ပုံစံတိုင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့အလုံးလေးကြားရတာ3ခုပြည့်တဲ့အချိန်စကင်တစ်ကောင်ရမှာပဲဖြစ်ပါတယ်အဲ့တော့ချက်ချင်းလေးပေါက်သွားနိုင်တာမလို့ဒီ event ကတော့ဖောက်တင်ပါတယ်brother တို့အနေနဲ့ diamond မညာလို့ရရင်ကျွန်တော်ဒီမှာလာဝယ်ယူနိုင်ပါတယ်